ရန်စားတာနဲ့တင်တေမင်းကောင်မလေးကအိုင်နိုဆိုတဲ့ကောင်လေးကိုမင်းသာမနှမ်းရင်တရားလိမ့်မယ်ဆိုပြီးအိမ်ရှိမှလာအော်ပြောနေခဲ့ပါတယ်အိုင်နိုကလေဘာသာရေးညူဆွဲတာလားဒါမှမဟုတ်ရိုက်စားလားဆိုပြီးမောင်းထုတ်လိုက်ပြင်မဲ့တေမင်းကခေါင်းကြီးဖောက်ဝင်လာတာကြောင့်တေမင်းကိုအိမ်ထဲခေါ်ပြီးစကားလက်ခံပြောပေးနေခဲ့ရပါတယ်တေမင်းစီမှာတန်းနှုံမဟုတ်တဲ့ case note တစ်ခုရှိပါတယ်တန်းနှုံမှာနာမည်ရေးလိုက်ရင်နာမည်ပိုင်ရှင်ကတေရွားမှာဖြစ်ပြီး case note မှာနာမည်ရေးခံရတဲ့သူကတော့24နာရီအတွင်းပစုံတယောက်ကိုမနှမ်းရင်တေမှာဖြစ်ပါတယ်ဒါပေမဲ့နာမည်ပိုင်ရှင်တေမှာမဟုတ်ပဲဂျားတဲ့ကတေမင်းတေမှာဖြစ်တာကြောင့်တေမင်းခမ case note ထဲမှာနာမည်ပါနေတဲ့အိုင်နိုကိုပေါင်းတောင်းပန်ပန်နဲ့နန်းခိုင်းနေခဲ့ရပါတယ်အိုင်နိုကလည်းညီးမရတဲ့အစုံတေမင်းမလေးကလည်းချောတာပဲမို့နန်းဖို့ဆုံးဖြတ်ခဲ့ပြီးနန်းပေးလိုက်ပါတယ်ဒါပေမဲ့သူ့ကိုနန်းရမှာမဟုတ်တာကြောင့်အလုံးမဖြစ်ပဲတေမင်းက case note ရဲ့အလုပ်လုပ်ပုံကိုရှင်းပြခဲ့ပါတယ်တေမင်းကသူ့ရဲ့ဝါဒနာအတိုင်းဂျပန်ဝန်ကြီးချုပ်ရဲ့နာမည်နဲ့ကုလသမဂ္ဂလူကြီးတို့ရဲ့နာမည်ကြားမှာ X ကိုခံပြီးရေးလိုက်တာနဲ့24နာရီအတွင်းယောက်ျားကြီး2ယောက်ကကျင်ကျင်နာနာကောက်နှမ်းကြမှာဖြစ်ပါတယ်အခု case note ထဲမှာနာမည်ပါလာတဲ့အိုင်လိုကတော့သူနှမ်းကျင်တဲ့သူကိုကိုယ်တိုင်ရှာဖို့တေမင်းကိုခေါ်ပြီးကျောင်းစီကိုထွက်လာခဲ့ပါတယ်ကျောင်းရောက်တာနဲ့တေမင်းကသူ့ကိုဘယ်သူမှမမြင်ရတာကြောင့်စိတ်ချတာဖို့ပြောနေတဲ့အချိန်အိုင်နိုရဲ့ crush လေးဟီယာမာကအိုင်နိုတို့စီကိုရောက်လာခဲ့ပါတယ်ဟီယာမာကဘေးနာကတေမင်းကိုလည်းဘဲက cosplay လဲလို့မေးနေခဲ့တာကြောင့်သူ့ကိုမြင်နေရတာကိုသိပြီးကြောင်တောင်ခစ်နေတဲ့အချိန်အိုင်နိုကတေမင်းကိုနန်းထားတာပါတိသွားတာကြောင့်ပေါက်ပြန်နေတဲ့ကောင်ကိုဓာတ်နဲ့ခုတ်တက်ဖို့ပတ်ထားတဲ့ဓာကြီးနှစ်လက်ကိုဆွဲထုတ်ခဲ့ပါတယ်တေမင်းကတေမင်းမို့လို့ဓာတ်နဲ့ခုတ်တာမသေးခဲ့ပေမဲ့နှစ်ယောက်သာအပြေးကောင်းလို့ဟီယာမာရဲ့လက်ထဲကနေလွတ်မြောက်လာခဲ့ကြပါတယ်ရီးစားတော်မဖြစ်သေးပဲဟီယာမာကဘာလို့ဒေါ်လာထွက်နေလဲဆိုတာစဉ်းစားမရနေတဲ့အပြင်24နာရီအတွင်းမနှမ်းရင်လေတေမင်းကတီးပြီးအိုင်နိုကတသက်လုံးလူပြိုကြီးဖြစ်သွားမှာကြောင့်အကြံအိုက်နေခဲ့ကြပါတယ်ကျုံရမိန်းကလေးတယောက်ရဲ့နာမည်ကိုရေးပြီးနန်းလိုက်ရင်လေအဲ့ဒီမိန်းကလေးကဟီယာမာရဲ့လက်ချက်နဲ့နေရင်ထိုင်ရင်အိုက်ကောက်နေမှာဆိုတာကြောင့်ဘာလို့ကြရင်ကောင်းမလဲတိုင်ပင်နေတဲ့အချိန်တေမင်းကကြောကုန်းမှာဓာတ်ဆိုင်ပြီးတတိလစ်သွားခဲ့ပါတယ်ဟီယာမာကအိုင်နိုဖွင့်ပြောလာမဲ့အချိန်ကိုစောင့်နေခဲ့ပေမဲ့အိုင်နိုကိုတခြားမိန်းကလေးတယောက်နဲ့တွေ့လိုက်ချိန်မှာခက်စားချက်တွေကိုထိမရတော့ပဲအိုင်နိုနာကမိန်းကလေးတိုင်းကိုရှင်းပြချင်ခဲ့တာဖြစ်ပါတယ်တေမင်းကိုလည်းတူမရဲ့လက်ဆွဲတော်ဓာတ်နဲ့ပိုင်းတော်မဲ့အချိန်တေမင်းကောင်းမှုနဲ့နှစ်ယောက်သာနမ်းမိသွားခဲ့ကြပါတယ် case note ထဲမှာနာမည်ရေးလိုက်ရင်သူတို့နှစ်ယောက်ကတသက်လုံးအတူတူမခွဲပဲနေနိုင်သွားကြမှာဖြစ်ပြီးတေမင်းကလည်းတေမင်းမဟုတ်ပဲအချင်းနဲ့တမီဖြစ်နေခဲ့ပါတယ်နတ်တမီဂူရီကလည်းအိုင်နိုကိုချစ်မိသွားတာကြောင့်သူ့နာမည်ကိုပါ case note ထဲမှာရေးချလိုက်ပြီးအိုင်နိုရဲ့တရားဝင်ချစ်သူထပ်ဖြစ်လာခဲ့ပါတယ်တစ်ချိန်တည်းမှာရီးစားနှစ်ယောက်ရောက်သွားတဲ့အိုင်နိုကမနဲ့ထလာချိန်မှာတော့ကောင်မလေးနှစ်ယောက်အနားမှာရှိနေခဲ့ပြီးဟီယာမာကလည်းထိုးစံအတိုင်းဖောက်ပြန်သူကိုတားစာကျွေးနေခဲ့ပေမဲ့နတ်တမီရဲ့ချစ်သူကလည်းနတ်တမီကောင်းချီရသွားတာကြောင့်မတိမျိုးဖြစ်နေခဲ့ပါတယ်အိုင်နိုရဲ့တမိသားစုလုံးကိုလည်းဂူရီရဲ့နမန်းကောင်းလက်နက်နဲ့ brain wash ထားပြီးသူ့ကိုချစ်လာအောင်ပြုလုပ်ထားတာကြောင့်တမိသားစုလုံးကဂူရီရဲ့လက်ထဲမှာပဲရှိနေခဲ့ပါတယ်ကြောင်တော်နတ်သမီးတွေမကပဲအိုင်နိုစီကိုလူကောင်းတဲ့ကြောင်ပါရောက်နေခဲ့ပြီးစကားပြောတဲ့လူကောင်းကြောင်ကဂူရီစီကတည်င်းရလို့အိုင်နိုတို့အိမ်ကကြောက်ခနာကိုခဏငားထားတာဖြစ်ကြောင်းပြောပြနေခဲ့ပါတယ်ကြောင်ရောက်လာချိန်မှာလည်းမတင်မဲတီလီရဲ့နဲ့ဓာတ်နဲ့ထိုးနေတဲ့ဟီယာမာကိုကြည့်ပြီးဟီယာမာကောင်လေးရနေပြီဆိုတာကိုသိသွားတဲ့စပင်ဝါနဲ့ကောင်းမလေးကကြည်ကွဲနေခဲ့ပါတယ်ကောင်းမလေးနှစ်ယောက်ကြားကအီနိုတို့ကိုလူမျက်နှာနဲ့ကြောင်ကဂူရီကြောင့်နက်ပျားစွမ်းတွေရလာခဲ့ပြီးမတင်မျိုးဖြစ်လာပြီးဆိုရင်တော့နှလုံးရမဲ့လုပ်တွေကိုလုပ်ရမှာဖြစ်ကြောင်းနဲ့မလုပ်ရင်ငရဲသွားရမှာဖြစ်ကြောင်းရှင်းပြနေခဲ့ပါတယ်ဟီယာမာကတော့မြောက်မျက်နှာနဲ့ဂူရီကိုမကူညီချင်ပေမဲ့မကူညီပဲငရဲသွားရရင်အိုင်နိုနဲ့ခွဲရမှာဆိုတာကြောင့်ကြီးဖြူနဲ့လက်ခံခဲ့ပါတယ်ဂူရီရဲ့တခုတည်းသောအလုပ်ကလူကားနှစ်ယောက်ကိုနီးစပ်အောင်ပြုလုပ်ပေးရမှာဖြစ်တာကြောင့်တွေ့တဲ့နာမည်ကောက်ရေးပြီးကြုံတဲ့လူနဲ့တွဲပေးနေတာကြောင့်အိုင်နိုက case note ကိုဆွဲပြီးအဲ့လိုရေးပြီးယုံနဲ့အချစ်စစ်မဖြစ်နိုင်ကြောင်းလူနှစ်ယောက်ကိုမဘူးခင်တေချာစစ်စားတင်ကြောင်းကိုတရားချနေခဲ့ပါတယ်စိတ်ညစ်ညစ်နဲ့ထိုင်နေတဲ့အိုင်နိုကဂူရီနဲ့မရှင်းတွေလုံနေခဲ့တဲ့အချက်ဆာဝါကောင်းမလေးကမြင်ပြီးဘူးမတိဘာမတိတဲ့ဟီယာမာကိုတစ္ဆာဖောက်တယ်လို့ဆွဆွဲက case note ကိုလူယူပြီးထွက်ပြေးသွားခဲ့ပါတယ်အရင်နဲ့အကြောင်းဆိုရင်ဘိုက်တင်းနေတဲ့ဂူရီကြောင့်အိုင်နိုကပဲအနောက်ကိုပြေးလိုက်သွားခဲ့ပြီး case note ကိုပြန်တောင်းနေခဲ့ပါတယ်ဆာဝါကောင်းမလေးကလည်းမပေးချင်လို့ညင်းနေတဲ့အချိန်တစုံတစ်ခုကြောင့်တိုက်ပေါ်ကနေတူးကျန်သွားခဲ့ပြီးလိုက်ဆွဲတဲ့အိုင်နိုနဲ့အထက်လိုက်လေးကျနေခဲ့ပါတယ်အခုကြည့်နေတဲ့လူတွေထဲကတစုံတစ်ယောက်လောက်ကျွန်တော်ကိုကူညီပေးခြင်းနဲ့ဆိုရင်ဗီဒီယိုကိုအမြဲတမ်း VPN နဲ့မကြည့်နိုင်ရင်တောင်ဗီဒီယိုကြည့်ပြီးတာနဲ့ like လေးနှိပ်ပြီးအဆင်ပြေတဲ့ comment တစ်ခုလောက်ရေးပေးခဲ့ရုံတည်းကျွန်တော်ကိုအများကြီးကူညီပေးနိုင်ပါတယ်ခင်ဗျာ
အချိန်ကရောက်လာတဲ့ဟီယာမာကလည်းစနိုက်တော်မလို့ထင်ပြီးလက်ဆွဲတော်သားနဲ့လိုက်ခုတ်ခဲ့ပြန်ပါတယ်ဒီတစ်ခါမှာတော့ထူးဆန်းတဲ့အကာအကွယ်ကြောင့်လွတ်သွားခဲ့ပြီးဆယ်ဝါမလေးယူရီကသူ့နာမည်ကိုလည်းကစ်နိုမှာရေးကြည့်ပေမဲ့နတ်သမီးရေးမှအကျုံးဝင်တာကြောင့်ပြန်ပြတ်သွားခဲ့ပါတယ်မဒူးတော့တဲ့အဆုံယူရီကလည်းသူချင်းနေတဲ့သူကိုထုတ်ပြောခဲ့ပါတယ်တကယ်တော့ယူရီတိတ်ခရက်နေတဲ့သူကဟီယာမာဖြစ်ပြီးယူရီကဂဲတူကရီယဲလက်ပါကြီးဖြစ်နေခဲ့ပါတယ်ဟီယာမာကလည်းအာမနာတဲ့ချက်ချင်းညှင်းလိုက်တာကြောင့်လူသားတွေအသေးကွဲတာကိုမကြည့်ရတဲ့ဂူရီကအိုင်နိုဟီယာမာဂူရီတို့ရဲ့တုံးခွင်းဆိုင်ခဲမှာယူရီကိုပါဆွဲထည့်လိုက်ပါတယ်အဲ့ဒါကြောင့်ယူရီကလည်းဟီယာမာနဲ့မလွဲမသွေချစ်သူတွေဖြစ်သွားခဲ့တာကြောင့်မဖြစ်မနေစီကဲရနမ်းဖို့လုပ်တဲ့အချိန်ခလုတ်တိုက်ပြီးအိုင်လိုနဲ့ပဲနမ်းမိသွားခဲ့ကြပါတယ်နောက်တနေ့မှလည်းသူညမနဲ့အေးဆေးစကားပြောနေတဲ့အိုင်လိုကိုဖောက်ပြန်နေပြီလားဆိုပြီးဟီယာမာကမနဲ့စောစောစီစီပြဿနာရှာနေခဲ့ပေမဲ့မတော်ရသေးတဲ့ရောင်းမဆိုတာတိသွားတာနဲ့ချက်ချင်းတကြားကဲဖြစ်သွားခဲ့ပါတယ်ယူရီကလည်းဟီယာမာအိမ်ကထွက်လာတဲ့အမိုက်ထုတ်ကိုစောင့်ယူပြီးအထဲကဟီယာမာတုံးထားတဲ့တစ်ရှူးစားကိုအမျက်တနိုးတိန်ထားတဲ့အထိအတော်လေးကိုဆွဲလန်းနေခဲ့ရှာပါတယ်ဂူရီတို့ကလည်းခက်တီတီနဲ့အချစ်စေကမ်းပါဖွင့်ထားခဲ့ပြီးလာပြတဲ့သူတိုင်းကိုသူတို့ရဲ့ crush နဲ့နီးစပ်အောင် kiss တို့မှာနာမည်တွေရေးပေးနေခဲ့ပါတယ်အိုင်နိုတို့ရောက်လာချိန်မှာတော့အခုလိုကြုံရနာမည်ကောက်ရေးပေးနေတော့ crush တဲ့သူကအဆင်ပြေပေမဲ့ crush ခံရတဲ့သူကပတိုင်းကြီးချစ်သူဖြစ်လိုက်ရတာကြောင့်မှန်ကန်တဲ့နီလည်းမဟုတ်ကြောင်းပြောပြခဲ့ပြီးအခြေအနေတစ်ခုကြောင့်မနီးစပ်သေးတဲ့တကယ်ဆုံတွဲကိုရှာလာပေးခဲ့မယ်လို့ပြောကထွက်သွားခဲ့ပါတယ်ဘာဆက်ဖြစ်မလဲဆိုတာကိုတော့အားလုံးပဲနောက်တစ်ပိုင်းမှာပြန်တွေးကြပါမယ်မနီးစက်ကြတည်တဲ့အသွဲကိုရှာဖို့ထွက်လာခဲ့ကြတဲ့အိုင်နိုတို့ကသူတို့ရဲ့အတန်းကောင်းဆောင်မာရီနဲ့တိုက်မိခဲ့ကြပါတယ်။ဟီယာမာတို့ကလည်းလမ်းကြုံမာရီကိုတွဲကျင်တဲ့လူမရှိဘူးလားလို့မေးကြည့်တဲ့အခါမာရီတွဲကျင်တဲ့သူမရှိပေမဲ့မတွဲကျင်တဲ့သူတော့ရှိကြောင်းပြောလာခဲ့ပါတယ်။အချစ်စေကမ်းမှာကြံနေခဲ့ကြတဲ့ဂူရီတို့ကလည်းသူတို့စီကြလာတဲ့အမောင်တူးရဲ့အောက်မှာပွင့်လန်းနေတဲ့အနက်ရောင်ပန်းပွင့်တပွင့်ပါဆိုတဲ့စာကြောင်းနဲ့စထားတဲ့ရီစားစာတစ်ခုကိုဖတ်ကြည့်နေခဲ့ပြီးမကြခင်မှာပဲစာပိုင်ရှင်ဖြစ်သူကျောင်းခုစုနိုဂီကအလောတကြီးရောက်လာခဲ့ပါတယ်ဖြစ်ချင်တော့စေကန်းကိုအိုင်နိုတို့ကမာရီကိုပါခေါ်လာခဲ့လာကြောင်းကျောင်းသူကိုမတရားကြံနေတဲ့ဆရာကအင်ဒရီမစင်နိုင်ဖြစ်နေခဲ့တာကြောင့်တပည့်ပေပုံနေတင်ကြောင်းပြန်တင်ပေးနေခဲ့ပါတယ်အဲ့ဒီအခါကျမှအိုင်နိုတို့ကဇက်ရည်လေသွားခဲ့ပြီးခုစုနိုဂီတွဲချင်နေတဲ့မာရီမတွဲချင်နေတဲ့ခုစုနိုဂီဆိုတာကိုသဘောပေါက်သွားခဲ့ကြပါတယ်ဒါပေမဲ့မာရီသာတကယ်မကြိုက်ရင်အပြည့်ညင်းမှဖြစ်ပြီးအခုလိုဂယုတဆိုင်ရှိနေမှာ